ကဲအားလုံးပဲချင်းညကိုတို့ရေကျွန်တော်ဒီဗီဒီယိုနဲ့ဆိုရင် UR မှာကျွန်တော်တို့20ကွက်ဂျားရဲကနေကျွန်တော်ဘယ်လိုရအောင်20ကွက်လုံးကိုကျွန်တော်ဖြုတ်သွားနေဆိုတာကိုကျွန်တော်ကြည့်ပြီးသွားကြပါအောင်ဆိုတော့ one knot ဆိုတော့ရှေ့မှာဒီကောင်မွေလုံနေတဲ့ကောင်ကျွန်တော်ဒါလေးတစ်ကောင်နှောက်လိုက်တယ်ဟိုကနောက်ကနေလဲထောက်နေတယ်ငါကောင်ကထပြီးမှပြစ်နေတာနောက်ကထောက်နေတော့ तू မသိဘူးကျွန်တော်ကဟိုကောင်နဲ့မကတ်လာသေးဘူးဆိုတော့ကျွန်တော် save အရင်လုပ်လိုက်တယ်ဘာဖြစ်လဲဆိုဟိုဘက်ကောင်လေးပြန် save ပြီးသွားရင်နော်နော်လိုက်တဲ့ကောင်လေးဆိုတော့ကျွန်တော်ဒီနားမှာ save လုပ်တယ်ပြီးရှေ့မှာတကောင်ရောက်နေတွေ့လားနှိတ်ကင်နေကျွန်တော်က S ထွေးခေလင်းနဲ့အသားလေးပစ်လိုက်တယ်လေးစာရင်းနဲ့ဆိုတော့ရောက်ရေးကနီးကပ်ကြီးမှာဆိုပြီးမနှော့သွားအောင်ရောက်ရေးအဲ့လိုပစ်တာမနှော့သွားအောင်ကျွန်တော်ကောင်ပစ်တာနှော့သွားတယ်ဆိုတော့အဲ့ရှင်းနေကောင်ကဲနေကောင်ကျွန်တော်ပစ်လိုက်တယ်ရှော့ပါတယ်နောက်တစ်ခွက်ရှော့ရပြီဆိုတော့ဟိုကောင်တွေကလည်းမတက်လာဘူးဟိုကောင်တွေကလည်းလူကဲနေတယ်ဟိုကောင်တွေက3ကောင်ကြံနေတယ်လားဟိုကောင်တွေက3ကောင်ကြံနေကျွန်တော်ကဆွဆွနာတကောင်ပဲနှော့လိုက်တယ်ဆိုလို့လေ3ကောင်ကြံနေဒါပေမဲ့ကျွန်တော်လူကဲနေတယ် AC ပဲဒီကောင်နဲ့တက်လာလို့ရှိရင်ကျွန်တော် S ထိကဲနဲ့ထုပဲပါညာပေါ့အဲ့လေ1 knot ဟိုကောင်ခုံဝင်လာတယ်မြန်မာလူကြီးခုံဝင်လာတယ် S ထိကဲပြီးတဲ့အိမ်လွဲတယ်ဗျာနောက်ဆုံးမှာတော့